Hello ဖြူဖြူဒီနေ့စီချက်ခောက်ဆွဲလေးလုပ်စားပါမယ်။ဝါဒါလေးကတော့ဖြူဖြူလက်ဆောင်ရတဲ့တဲပိုင်းလေးကိုဒီနေ့ဖွင့်ပွဲလုပ်မှာဖြစ်ပါတယ်။စီချက်ခောက်ဆွဲလုပ်ရင်းနဲ့ဖွင့်ပွဲလေးလုပ်ပါမယ်။ဖြူတို့ညီမ2ယောက်စာအတွက်ခောက်ဆွဲတစ်ထုပ်လုပ်ပါမယ်။ပြန်ရှည်ပွက်လာပါပြီ။ခောက်ဆွဲပြုတ်လိုက်ပါမယ်။ကဲဒါ3မိနစ်ကနေ5မိနစ်ပေါ့နော်3-4-5မိနစ်လောက်ပြုတ်ပြီးတဲ့အခါမှာရပါပြီဒါလေးကိုဆယ်ပြီးတော့ရေလောင်းချပေးရမှာဖြစ်ပါတယ်ခောက်ဆွဲသားတွေကိုကတ်မသွားအောင်လို့ဒီလိုမျိုးလေးပြုတ်ပေးရနဲ့ရေအေးလေးနဲ့လောင်းပြီးတော့ဆေးပေးရပါမယ်စီချက်ခောက်ဆွဲနဲ့တွဲစားဖို့ကြက်စွပ်ပြုတ်ဟင်းကြိုလေးလုပ်ထားပါတယ်ပုံမှန်ကတော့ဒီလိုမျိုးဟင်းကြိုလေးကတရုတ်နန်နန်ပေါ့နော်တရုတ်နန်နန်လေးခဲရင်မှုေးတယ်သူကမစီစဉ်မနဲ့လုပ်ဖြစ်သွားဆိုတော့ဒီမှာတရုတ်နန်နန်မရှိနေဘူးပေါ့နော်ရှိနေတော့မြေကောင်းလေးနဲ့မှုေးလေးလုပ်ပါမယ်โอเคဒီကတော့ကျေရိုးစွပ်ပြုတ်ကလေးပါစီချက်ခောက်ဆွဲနဲ့တွဲစားဖို့အချင်းလေးလုပ်ပါမယ်အချင်းကတော့ဆိုင်နေမှာစားရတဲ့ပုံစံလေးနဲ့တူအောင်လို့မလို့ sauce ချင်းလေးပဲလုပ်မှာပါချက်သွန်လေးကိုဝင်းလေးတွေထူထူလေးပြီးပါမယ်ပြန် sauce ချင်လေးစမ်းပါမယ်ရပါပြီလာပပလေးပဲဒီလိုမျိုးလေးစမ်းလိုက်ပါတယ်စီချက်ခောက်ဆွဲလုပ်ဖို့ပြင်ပါပြီနားကပြုတ်ထားတဲ့ခောက်ဆွဲလေးကိုအကွေးစားထည့်လိုက်ပါမယ်တော့မေးလေးထည့်မယ်ပြီးရင်စပါးထည့်ပါမယ်ခယူစီပစွန်ထည့်မယ်တက်ငမ်ပြာရည်ပစွန်ထည့်ပါမယ်ဂျန်နဝါရိုစွန်တစ်ဝက်လောက်ထည့်မယ်တက်တော့မျိုးစီချက်လေးပစွန်ထည့်ပါမယ်ရှားသားမိုးလေးဆိုတစ်ဝက်လောက်ထည့်လိုက်ပါမယ်စားလေးနည်းနည်းလောက်ထည့်ပါမယ်ငါပြာရည်နည်းနည်းထည့်ပါမယ်ပါဝင်ပစ္စည်းစုံသွားပါပြီဒါလေးမှွေလိုက်လို့ရပါပြီโอเคဝါဒီလိုမျိုးလေးနှံအောင်လေးမှုတ်ပေးပါမယ်ဒီလိုတော့ကြာအညာဘက်ကဆိုတော့ဟိုကြာညွတ်ကြိုက်တယ်ပေါ့နော်ကြာညွတ်ကြိုက်လို့ကြာညွတ်များများလေးထည့်ထားတယ်တကယ်လို့ကြာညွတ်မကြိုက်ဘူးဆိုလည်းနည်းနည်း short ထည့်လို့ရပါတယ်ဆိုရင်တော့စီချက်ခောက်ဆွဲလေးရပါပြီကဲစီချက်ခောက်ဆွဲလေးလည်းရပြီဒါခောက်ဆွဲနဲ့စားဖို့ကြက်သွန်ချင်းလေးလည်းရပြီဒါလေးရဲ့ဟင်းချိုလေးလည်းရပါပြီဆိုလို့ရှိရင်တော့စားပါတော့မယ်ဖြူဖြူရဲ့စီချက်ခောက်ဆွဲလုပ်နည်းလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ဘလော့တွေမှာပြန်တွေ့ပါမယ်နော်ဘိုင်ဘိုင်